ဟုတ်ကဲ့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ဒီပစ္စည်းလေးတွေလည်းအသက်ရောက်တယ်ပေါ့နော်အဲ့ဒီတွေကမှဒီ MKS DNC32 တွေဘုတ်တွေရောက်တယ်ပေါ့နော်ဒီဘုတ်တွေကိုပြောတာဒီဘုတ်တွေရောက်တယ်ဒီဘုတ်နဲ့တူသူကဘယ် version ရမလဲဆိုတော့ဒီ touch screen version ရတဲ့ MKS TS35R ပေါ့နော်အဲ့ဒီကောင်နဲ့သူကတွဲရရောက်တယ်အဲ့တော့ကျွန်တော်တို့အရင်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော် Wi-Fi နဲ့ဘယ်လိုသုံးရမလဲဆိုတာကိုပြပေးထားတယ်အခုဒီကောင်ကို offline အနေနဲ့ကျွန်တော်တို့ကသုံးမယ်ဆိုရင်ဒီ NCD နဲ့တွဲပြီးတော့ဘယ်လိုသုံးရမလဲဆိုတာကိုတစ်ချက်ပြပေးမယ်အဲ့တော့ဒီမဲ့ကျွန်တော် supply ကိုတွဲ24ကြိုက်တာပေးလို့ရတယ်အဲ့တော့ကျွန်တော်တွဲပေးထားတယ်အရင်ဆုံးဒီမှာသူကဒီ motor driver port တွေပါတယ်ပေါ့နော် H ရယ် Y ရယ် Z ရယ်၃မျိုးပါမယ်ပေါ့အဲ့ဒီကမှဒီ H ကိုကျွန်တော်အရင်ဆုံးစမ်းမိထားတယ်ဒီမဲ့ motor လေးတစ်လုံးပဲရှိဘူးပေါ့နော်ကျွန်တော်ဒီမဲ့ stepper motor ပေါ့နော်ဒီကောင်လေးသုံးမိထားတယ်ပြီးရင်နောက်ထပ်ဘယ်ပစ္စည်းရောက်တော့ဆိုဒီမဲ့40 watt ဓာတ်ရိုက်လေသာကောင်းရောက်ထားတယ်ရောက်တော့ကျွန်တော်ဒါနဲ့သူတို့ကိုဘယ်လိုတွဲသုံးရမလဲဆိုတာကိုဖူးဆက်စမ်းပြီးတာပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်လေသာဆက်တစ်လုံးကိုဆင်တော့မယ်ဆိုလို့ရှိရင် motherboard အရေးကြီးတယ်ပြီးရင် controller ပြီးရင် movement အတွက်က X ရယ် Y ရယ် Z ရယ်ပေါ့နော်ဒါလေသာဆက်တွေမှာဆိုလို့ရှိရင် X ရယ် Y ရယ်ပဲလိုမယ် Z ကတော့ထည့်ရင်လည်းကောင်းတယ်မနိုင်လို့မထည့်ရင်လည်း budget ရွှေတာအနေနဲ့ဖယ်ထားလို့ရတယ်ပေါ့ဒီကောင်မှာ Wi-Fi ကအရင်ပါတယ်အရင်ဗီဒီယိုမှာကျွန်တော် Wi-Fi ဘယ်လိုသုံးရမလဲဆိုတော့ပြပေးထားတယ်အဲ့တော့ motherboard ရေးကြည့်မယ်ပြီးရင် A498 သုံးလုံးလိုမယ်ပေါ့နော်HY သုံးမယ်ဆိုရင်တော့နှစ်လုံးပဲလိုမယ် H တနေရာ Y တနေရာပေါ့နော်ဒီမှာ port တွေပါတယ် H port Y port Y1 Y1 Y2 ပြီးတော့မှ Z ဒါက laser port ဒါက CNC အတွက် spindle ပေါ့နော် spindle လို့လည်းရေးပြထားတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ဒီ motor နှစ်မျိုးလိုမယ်ပြီးရင်ရှောက်လန်းနေလိုမယ်ရှောက်လန်းနေ frame နေစင်တာကျွန်တော်အရင်စင်ပြဘူးတာတွေရှိတယ်ပြီးရင်ကျွန်တော်တင်တန်းထဲမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်ဆွဲထားတဲ့ design frame လေးတွေလည်းပါမယ်ပေါ့နော်ပြီးရင်တော့ laser module တက်မှာဖြစ်တဲ့ကြောင့် laser module လိုမယ်ပေါ့နော်ဒီကောင်တော့40 watt ကျွန်တော်တော့40 watt ထည့်ထားတယ်ပြီးရင်wasteland က450 nanometer ပေါ့နော်ဒီကောင်တွဲဖို့ပါမှားလို့မရဘူးဒီမဲ့တွဲဖို့ ground PWM ဆိုပြီးပေးထားတယ်24ဆိုလို့ရှိရင်24ပေါ့နော်မှားလို့မရဘူးဒီကောင်24ပေးလိုက်ရင်ဒီကောင်လစ်သွားမယ်အဲ့တော့ဒီကောင်ကတွဲ24ခံနိုင်တယ်ဆိုပြီးကျွန်တော်တို့ကရွေးချယ်ရမယ်မှားလို့မရဘူးအဲ့တော့ဒီမှာကျွန်တော် LCD cable တက်ပြီးပြီ laser cable တက်ပြီးပြီ motor cable တက်ပြီးပြီ power supply ထိုးထားတယ်အဲ့တော့ဒီဘက်က power supply ကိုကျွန်တော် close ဖွင့်လိုက်မယ်အဲ့တော့ laser module ကစတက်လာပြီပုတ်တက်ပြီးပြီးလင်းပြီအဲ့တော့ဒီမှာ Wi-Fi ဒီကို on လုပ်နေပါတော့အဲ့တော့ဒါကသူ့ရဲ့ main information screen ဒီမှာလည်းမီးတွေလင်းနေပြီเนาะpower me on နေပြီတွဲဖို့မီးဖြစ်တဲ့အတွက်ကြောင့်လိမ်မော်ရောင်လင်းပါတယ်ဒီမှာလိမ်မော်တစ်လုံးအနီတစ်လုံးဒါတော့ post standby အပြတစ်လုံးလင်းနေဟုတ်ပြီအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ control ရှိမယ်ပေါ့เนาะ upgrade ရှိမယ်upgrade ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတ်ထိုးရမှာပေါ့ဒီမှာ SD card slot ပါတယ် SD card slot မှာကတ်ထိုးရင်ဒီမှာ file တွေတက်လာမှာပေါ့เนาะဘာလို့ဆိုတော့ကတ်မထိုးထားတဲ့အတွက်ကြောင့် file မတက်ဘူးအဲ့တော့ဒီမှာ movement ကိုအရင်ချက်သွားမယ်ကျွန်တော် HDY နေစက်တွေအဲ့တော့ဒီ motor ကိုတစ်ချက်ကြည့်ထားဒီ motor ကို H မှာတက်ထားဖြစ်တဲ့ကြောင့် H ကိုပဲကျွန်တော်အပေါင်းသွားရင်တစ်ဖက်အနေသွားရင်ပြန်ဝိုင်းတက်ထိုင်လဲဝိုင်းပေါ့နော်ပြီးရင်ဒီမှာကျွန်တော်speed တွေပါလေတက်ပဲတစ်ခါရွေးရင်10 milli ပဲရွေးခိုင်းထားတာမို့10 milli ပြီးရင်ဒီကောင်က setting က firewall ထဲမှာကဒီပူလီအတွက်တစ်ခါလဲ setting ချပြီးသား 2GD ပူလီလို့ခေါ်တယ်အဲ့အတွက်ကိုsetting ချထားဖြစ်တဲ့ကြောင့် design ထဲမှာ10 milli သွားခိုင်းရင်လည်းအပြင်မှာ10 milli သွားမယ်ဒီပူလီသုံးမှသွားမှာနော်ဒီပူလီမသုံးမဲနဲ့တခြားဟာတွေသုံးရင်မသွားဘူးအရစ်တန်တွေသုံးရင်မသွားတော့ဘူးနော်ဒီမှားမယ်ပေါ့နော်ဒီမှာ option တွေအနေနဲ့ကျွန်တော်တို့ကlock and lock ဒါဒီကုတ်မှာပါတယ် function ပြီးရင်ဒါက mapping လုပ်တဲ့position လောက်တဲ့နေရာပေါ့နော်ကျွန်တော်ဒါဒီနေရာကို zero position ထားမယ်ဆိုရင် mapping လုပ်တယ်ပြီးရင်ဒါ cooling ကဒီမှာ fan ပါတယ် fan ကိုဖွင့်ခိုင်းတာဒီမှာဘုတ်မှာ fan port ပါတယ်ဒီမှာ fan port တွေပါတယ်အဲ fan port ကနေပြီးတော့ cooling လုပ်ခိုင်းတာပေါ့နော် manual cooling ဖုန်းကတော့ဒီ exit တွေ motor တွေကိုပြန်ခေါ်တယ်ဟုတ်အဲ့တော့ဒီမှာ laser တစ်ချက်စမ်းပြီးမယ် laser ကိုဘယ်လိုစမ်းမလဲဆိုတော့ဒီ laser တွေကိုဝင်လိုက်ဒီမှာ
0.5% ရှိတယ် 5% ရှိတယ် 25% ရှိတယ်အဲ့ဒါကျွန်တော်ဒီမှာ laser module အဲ့တော့ဒီလေးနောက်နေဆုပ်လိုက်မယ် laser module ကျွန်တော်ဒီကောင်ကို 5% လောက်ဖွင့်လိုက်မယ်ဒီမှာ laser module ကစပြီးလင်းနေပြီဘောကတစ်ချက်ကြည့်ဒါ laser module က 5% လင်းနေ 5% ဆိုတော့ဂျာကြီးမများသေးဘူးအဲ့တော့ဒီကောင်ကိုကျွန်တော် 25% ပေးလိုက် 25% ဆိုတော့လင်းသွားပြီကျွန်တော်သုံးထားတဲ့ supply ကဒီ12 volt supply က 1 ampere supply လေးပဲ1 ampere supply ဆိုတော့မနိုင်တာကြီးရှိတယ်ဒါဆိုပိုလင်းလာတယ်ဒါဆိုမှမင်းလေးပဲဒါ 5% 25% 50% 100% ဆိုပိတ်သွားမှာဘာဖြစ်လို့လဲဆိုတော့ power supply သိနေလို့ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့က power supply ကိုအနည်းဆုံး5 ampere သုံးပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ watt 40 watt ဒါက40 watt အမှန်မထွက်ဘူးเนาะသူတို့ကရေးထားတာ40 watt လို့ရေးထားတာ40 watt အမှန်မထွက်ဘူးဒီကောင်နဲ့10 watt လောက်ပဲထွက်တယ်10 watt လောက်ပဲထွက်တယ်ဒါ40 watt ကသူတို့က DIY ကောင်းမလို့ဒီအပြာအောင်မြင်သိတယ်ဒါ DIY ကောင်းမလို့40 watt အမှန်ထွက်တယ်လို့ဘာလို့ဆိုတာဒီလိုမျိုး scar fan ဒါဆို scar fan brand new ဒီမှာ22 watt ဒါဆို22 watt အမှန်ထွက်တယ်အထက်ကြီးကလည်းအကြီးပဲသူနဲ့ရှင်ဘာမှမဆိုင်ဘူးနောက်တစ်ခုကဒါမျိုး scar fan ထုတ်တယ်11 watt 11 watt ဆိုမှဒီကောင်က10 watt စွန်းပဲရှိအောင်10 watt စွန်းဆို11ကိုဆွတ်တယ်ဒီလိုချင်းက site တာအဲ့ဒီသူ့ရဲ့11 watt တော့မှသူ့ရဲ့ site ကြီးသေးတယ်ဒီကောင်40 watt ဆိုတော့မဖြစ်နိုင်ဘူးเนาะဒါ sharing အနေနဲ့ပြပေးရပါဟုတ်ပြီဒါဆိုလို့ရှိရင် DNC ပုတ်ကိုသုံးပြီးတော့ laser set တစ်လုံးဘယ်လိုတိဆောက်လဲဆိုတာကိုဒါကျွန်တော်ပြပြပေးရဖြစ်တယ်ဒီကောင်ကို CNC အနေနဲ့သုံးပါဆိုလို့ရှိရင်ဒီနေရာမှာ spin နဲ့တက်ရုံပဲကျွန်တော်အတူတူပဲ software လေးပဲနည်းနည်းကွဲသွားမယ် software တောင်မှ drive လုပ်တဲ့ software ချင်းအတူတူပဲ design ဆွဲတဲ့ software ချင်းတွေပဲကွဲသွားမှာဘာလို့လဲဆိုတော့ CNC မှာ ZEC ပါလာဖြစ်တဲ့ကြောင့် ZEC ကိုကျွန်တော်ထည့်ပြီးတော့တက်ဖတ်ပေးရမှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ဒါက sharing အနေနဲ့ကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်